Hello အားလုံးပဲမင်္ဂလာပါ။ဘာဘောအဲ့ဒါမှအားလုံးကိုပြန်ပြီးတော့မှကြိုဆိုလိုက်ပါတယ်။ဒီနေ့မှာတော့မြန်မာဘလုံးတင်ပရိသတ်တွေအတွက်မြန်မာလက်ယူစဉ်အမျိုးသမီးတင်နဲ့မြန်မာယူနက်ဆက်နဲ့တင်ရဲ့စီကံပြုံးပွဲတွေကိုဘယ်ကနေကြည့်ရှုလို့ရနိုင်မလဲဆိုတာကိုကြည့်ရှုလို့ရမယ်နေရာ၃နေရာကိုပြောပြသွားမှာဖြစ်ပါတယ်။ TV ကနေကြည့်မဲ့သူတွေအတွက်ကတော့ Reader Channel, MRTV4 နဲ့ Channel 7တွေမှာကြည့်ရှုလို့ရမှာဖြစ်ပါတယ်။ပြီးနေရတဲ့တချို့နေရာတွေအတွက်ကတော့ဒါ application နဲ့ကြည့်ရှုလို့တဲ့သူတွေအတွက်ကတော့ Amaze TV Pro ကနေကြည့်ရှုလို့ရပါတယ်။အဆိုပါ application ကိုတော့ Play Store မှာdownload ရပါတယ်။နောက်ထပ်တခြားကြည့်ရှုလို့ရမယ့်နည်းလမ်းကတော့ YouTube မှာကြည့်လို့ရပါတယ်။စီကံထိုင်းနိုင်ငံရဲ့စီကံပြုံးပွဲဖြစ်တာနဲ့အညီထိုင်းနိုင်ငံရဲ့နာမည်ရောက်တန်လိုင်းနေရာနေထုတ်လွှင့်မှာဖြစ်တဲ့အတွက်ဒါ YouTube channel မှာကိုကြည့်ချင်တဲ့ပွဲရဲ့နာမည်ကိုသိရှာပြီးတော့မှကြည့်လို့ရပါတယ်။ဥပမာအဖြစ်မြန်မာနဲ့မလေးရှားကန်မယ်ဆိုလို့ရှိရင်မြန်မာ versus မလေးရှားဆိုပြီးတော့ရေးရှာပြီးတော့ကြည့်ရှုလို့ရပါတယ်။အဆုံးထိကြည့်ရှုတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။အခုဗီဒီယိုလေးကမြန်မာဘလုံးတင်ပရိသတ်တွေအတွက်မတော်လို့မယ်လို့လည်းပြောလိုက်ပါတယ်။နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ပါမယ်။